ကိုအားတာတဲ့ထင်ပြီးမာနထောင်လွှားကတခြားသူတွေကိုအထင်သေးအမြင်သေးစစ်ဆန်ပြောဆိုခဲ့ပူကြလားရှင်ဒီနေ့မှာတော့မာနကြီးမှုကြောင့်ကိုဘဝကိုပျက်စီးသွားခဲ့တဲ့လူတစ်ယောက်အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်တခါတော့ကရွာလေးဒီရွာမှာကိုအောင်ကျော်ဆိုတဲ့လူငယ်တစ်ယောက်ရှိခဲ့ပါတယ်ကိုအောင်ကျော်ဟာခွန်အားလည်းရှိတယ်ပညာလည်းတတ်တယ်စီးပွားရေးလည်းအဆင်ပြေတယ်ရွာထဲကလူငယ်တွေထဲမှာတော့အောင်မြင်ဆုံးလူတစ်ယောက်လို့ပြောလို့ရပါတယ်ဒါပေမဲ့သူ့မှာအားနည်းချက်တစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့မာနကြီးခြင်းပါပဲသူဟာမာလောက်ထက်မြက်တဲ့သူမရှိဘူးငါလိုအောင်မြင်မှုမလွယ်ဘူးလို့မကြာခဏပြောတတ်ပါတယ်သူအနားမှာတော့ငယ်ရွယ်ပြီးအတွေ့အကြုံနည်းတဲ့လူငယ်တချို့ရှိပါတယ်သူတို့ကအခက်အခဲကြုံရင်တယောက်နဲ့တယောက်တိုင်ပင်ကြတယ်အမားလုံးမိရင်ဝန်ခံတယ်လိုအပ်ရင်ခေါင်းငုံတက်ကြတယ်ဒါပေမဲ့ကိုအောင်ကျော်ကတော့ဘယ်တော့မှဝန်မခံတတ်ဘူးငါမမှားဘူးဆိုတဲ့စိတ်နဲ့ပဲနေတတ်ပါတယ်ဒီနေ့မှာတော့ရွာမှာစီးပွားရေးအခက်အခဲကြီးတစ်ခုဖြစ်ပွားခဲ့ပါတယ်ဈေးကွက်ကျဆင်းသွားပြီးလုပ်ငန်းတွေထိခိုက်လာကြတယ်လူငယ်တွေကတော့အခြေအနေကိုသဘောပေါက်ပြီးအသုံးစရိတ်လျှော့ချတယ်အလုပ်တစ်တီရှာတယ်တခြားသူတွေနဲ့ပူးပေါင်းလှုပ်ဆောင်တယ်သူတို့ဟာအလိုက်တဲ့ပြောင်းလဲတက်ခဲ့ကြပါတယ်ဒါပေမဲ့ကိုအောင်ကျော်ကတော့ငါလုံကြီးကမှန်တယ်ငါမပြောင်းဘူးလို့တင်းခံနေခဲ့ပါတယ်သူမပြောင်းချင်ဘူးသူခေါင်းမငုံချင်ဘူးအခြေအနေကပိုဆိုးလာတဲ့အချိန်မှာတောင်သူ့မာနကိုမလျှော့ခဲ့ပါဘူးလအနှဲငယ်ကြာပြီးနောက်ကိုအောင်ကျော်ရဲ့လုပ်ငန်းဟာကြီးမားတဲ့အရှုံးနဲ့ပိတ်သိမ်းလိုက်ရတော့ပါတယ်သူယုံကြည်ခဲ့တဲ့ငါမပြောင်းလဲနိုင်ဘူးဆိုတဲ့စကားကသူ့ကိုဒုက္ခပေးသွားခဲ့တာပါအဲ့ဒီအချိန်မှာတော့တခြားလူငယ်တွေဟာအခက်အခဲကြားတွေကနေပြန်လဲထူထောင်နိုင်ခဲ့ကြပါတယ်သူတို့ဟာအလိုက်တင်ပြောင်းလဲတက်လို့ခေါင်းငုံတက်လို့မာနမထောင်လွှားလို့ပါတညမှာတော့ကိုအောင်ကျော်ဟာသူ့အိမ်ရှိထိုင်ပြီးအတိကိုပြန်တွေးနေခဲ့ပါတယ်ငါမှအင်အားလည်းရှိခဲ့တယ်အခွင့်အလေးလည်းရှိခဲ့တယ်ဒါပေမဲ့ငါမာနကြောင့်ပဲအားလုံးဆုံးရှုံးခဲ့ရတာပါလားလို့နောင်တရနေခဲ့ပါတယ်ဒါပေမဲ့အချိန်တွေကတော့ပြန်မရနိုင်တော့ပါဘူးဒီပုံမြင်ကကျမတို့အားလုံးကိုတတိပေးခြင်းတဲ့အချက်တစ်ခုရှိပါတယ်ခွန်အားရှိတာကကောင်းပါတယ်အောင်မြင်တာကကောင်းပါတယ်ဒါပေမဲ့ရှိတင်ရှိထိုက်တဲ့မာနထက်ကျော်လွန်ပြီးမာနထောင်လွှားခြင်းဟာကြဆုံးခြင်းနဲ့အဆုံးသတ်တတ်ပါတယ်လေပြင်းလာရင်တင်းခံနေရဲ့အပင်ကြီးတွေကအရင်ဆုံးလဲကျတတ်ပါတယ်အလိုက်တင်ဦးညွတ်တတ်တဲ့အပင်လေးတွေကတော့မုန်တိုင်းပြီးရင်ပြန်လဲရက်တည်နိုင်ကြပါတယ်ဘဝမှာလည်းခေါင်းငုံတဲ့အခြေမှာခေါင်းငုံတတ်ဖို့လိုပါတယ်ပြောင်းလဲပင့်တဲ့အချိန်မှာပြောင်းလဲတတ်ဖို့လိုပါတယ်မာနကိုမလျှော့နိုင်ရင်ဘဝကမတည်မြဲတတ်ပါဘူးရှင်ပုံပြင်လေးကတော့ဒီမှာပဲပြီးပါပြီရှင်ပုံပြင်လေးကိုနှစ်သက်တဲ့ဆိုရင်မြန်မာ Story Channel လေးကို Subscribe လုပ်ပြီးနောက်ထပ်ပုံပြင်လေးတွေကိုလည်းဆက်လက်ကြည့်ရှုနားဆင်ပေးကြပါအောင်ရှင်